အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အနေဖြင့်ဒီတမန်ကျမ်းစာမှာတွေ့ရတဲ့ကေတင်ချင်းကာလ၃ပါးဆိုတဲ့အကြောင်းကိုမျှဝေပေးချင်ပါတယ်ဒီရှေးဥစွာဒီကေတင်ချင်းကာလ၃ပါးဆိုတဲ့အကြောင်းကိုတော့မသွားခင်မှာဒီကေတင်ချင်းရဲ့အနက်အဓိပ္ပာယ်ပါလေလို့ပြောတဲ့ချိန်မှာဒီကေတင်ချင်းဆိုတာကဒီဘဲအန်တေရေဒါမှမဟုတ်ဘေးဒုက္ခတစ်ခုခုကနေကေတင်တယ်ဆိုပြီးမှဆိုလိုတာဖြစ်တယ်ဥပမာပြောရမယ်ဆိုရင်ရေနစ်နေတဲ့ဒီလူတယောက်ကိုဒီရေနစ်နေတဲ့ဘေးဒုက္ခဘေးအန္တရာယ်ကနေတစုံတယောက်ကကေတင်ပေးတာကူညီပေးတာဟိုဒီကေတင်တယ်လို့ဆိုလိုတာဖြစ်တယ်နောက်ဥပမာတစ်ခုပြောရမယ်ဆိုရင်ဒီမီးလောင်နေတဲ့အိမ်ထဲမှာရှိတဲ့လူတွေကိုဒီမိသက်သမားတွေလူတွေကသူတို့ကိုဒီမီးဘေးအန္တရာယ်ကနေသူတို့ကိုကေတင်ပေးတာကေထုတ်ပေးတာဟိုဒီကေတင်ချင်းကေတင်တယ်ဆိုပြီးမှဆိုလိုတာဖြစ်တယ်ဒီကေတင်ချင်းရဲ့အနက်အဓိပ္ပာယ်ကိုတော့ပြောပြသွားပြီဆိုရင်ဒီတိမိုသေဩဝါဒစာဒုတိယစာဆောင်အခန်းကြီး2အပိုင်းငယ်15ကိုငါတို့ဖတ်ပြီးမှဒီခွန်အားယူကြရအောင်တိမူကဝန်ခံတော်မူသောသူရှက်ကြောက်เสียအကြောင်းမရှိဘဲတမန်တရားကိုမှန်ကန်စွာပိုင်းခြားတတ်သောเสียတမန်ဖြစ်လျက်ဖျားသခင်ရှေ့၌ကိုဆက်တခြင်းကကြိုးစားအားထုတ်လော့ဒီမှာပေါလုကတိမောသေကိုကြိုးစားအားထုတ်ဖို့အမိန့်ပေးနေတာကိုတွေ့ရပါတယ်ဘယ်နေရာမှာကြိုးစားရမလဲလို့ပြောတဲ့အချိန်မှာဖျားသခင်ရဲ့ရှေ့မှာရှက်ကြောက်ခြင်းမရှိဖို့ရန်အတွက်ဒီတမန်တရားကိုမှန်ကန်စွာပိုင်းခြားတဲ့နေရာမှာကြိုးစားထုတ်ပါဒါမှဒါဖျားသခင်ရဲ့ရှေ့မှာကောင်းတဲ့အလုပ်သမားကောင်းတဲ့ဆရာသမားဖြစ်မယ်ရှက်ကြောက်ဆရာနဲ့ကင်းလွတ်တဲ့ဒီအလုပ်သမားဖြစ်မယ်ဆိုရင်မှပြောနေတာကိုတွေ့ရပါတယ်ဒီအတိုင်းပဲပေါလုကတိမိုသေကိုတမန်တရားကိုမှန်ကန်စွာပိုင်းခြားဖို့အမိန့်ပေးနေတယ်လို့ပဲငါတို့ယုံကြည်ဟာလည်းပဲဒီတမန်တရားကိုမှန်ကန်စွာပိုင်းခြားဖို့ရတဲ့ကြိုးစားဖို့လိုအပ်ပါတယ်ဒီဒါကြောင့်ဒီတမန်ကျမ်းစာကိုမှန်ကန်စွာလေ့လာကြည့်တဲ့အချိန်မှာဒီကေတင်ချင်းကာလ၃ပိုင်းရှိတဲ့အကြောင်းကိုတွေ့ရမှာဖြစ်တယ်ဒီလိုဆိုတဲ့အချိန်မှာဒီကေတင်ချင်းကာလ၃ပိုင်းဆိုပြီးမှဒီအတိအကျစကားလုံးတော့ဒီတမန်ကျမ်းစာမှာမတွေ့ရဘူးဒါပေမဲ့ငါတို့စကားဆက်တွေစကားစုတွေကိုငါတို့လေ့လာကြည့်တဲ့အချိန်မှာတကယ်ပဲကေတင်ချင်းကာလ၃ပါးရှိပါလား၃မျိုးရှိပါလား၃ပိုင်းရှိပါလားဆိုတော့ငါတို့ရှင်းရှင်းလင်းလင်းကိုတွေ့ရမှာဖြစ်ပါတယ်ဒီနေ့မှာတော့ငါတို့ဒီကေတင်ချင်းကာလ၃ပိုင်း၃ခု၃မျိုးရှိတဲ့အထဲမှာမှငါတို့ပထမဆုံးတစ်ခုငါတို့လေ့လာကြည့်ကြမှာဖြစ်ပါတယ်ဒါကတော့ဒီအတိတ်ကာလကေတင်ချင်း past အတိတ်ကာလကေတင်ချင်းဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်အတိတ်ကာလကေတင်ချင်းလို့ပြောတဲ့အချိန်မှာဘေးနေရာကနေဘေးကနေကေတင်တာလေဒီအပိယခငရေကနေကေတင်ချင်းဖြစ်တယ်အပိယခငရေကနေကေတင်ချင်းဖြစ်တယ်ဒီအတိတ်ကာလကေတင်ချင်းဟာဒီလိုမျိုးပြောတဲ့အချိန်မှာငါတို့ဒီလူသားတွေအားလုံးဟာအပိယခဆိုတဲ့ငရေကိုငါတို့ဆက်ရမယ့်သူဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ငါတို့အထဲမှာအပြစ်ရှိတယ်။အပြစ်ရှိတဲ့အတွက်ကြောင့်ငါတို့ဟာဆိုရင်ဒုစရိုက်အပြစ်ကိုလုပ်ပါတယ်။အဲ့အပြစ်ကြောင့်အခကိုငါတို့ဆက်ရမှာဖြစ်တယ်။ဘုရားသခင်ကယောမအခန်းကြီး6အပိုင်းငယ်23မှာငါတို့ကိုရှင်းရှင်းလင်းလင်းကိုပြောပြထားပါတယ်။အပြစ်တရားရအခကတေခြင်းဆိုရင်မှဘုရားသခင်ကစီရင်ထားတာကိုတွေ့ရတယ်။ဒါကြောင့်အပြစ်ရှိတဲ့လူသားမှန်သမျှဟာအပြစ်ရဲ့အခတေခြင်းဆိုတဲ့ငရေကိုဆက်ရမှာဖြစ်တယ်။ပေးဆက်ရမှာဖြစ်တယ်။ဒီအပြစ်ရဲ့အခတေခြင်းဆိုတဲ့ငရေမှာပဲငါတို့တွားရမှာဖြစ်ပါတယ်။တို့ပေမဲ့ဘုရားသခင်ကငါတို့ဒီအပြည့်အခငရေဆိုတဲ့ငရေကိုတွားရမယ်ဘေးအန္တရာယ်ဘေးဒုက္ခကနေကေတင်ဖို့ရန်အတွက်တားတော်သခင်ယေရှုခရစ်တော်ကိုလောကကိုဆေလွတ်ပါတယ်တားတော်သခင်ယေရှုခရစ်တော်ဟာလည်းပဲတိကိုအခန်းကြီး15အပိုင်းငယ်3နဲ့5မှာငါတို့ရဲ့အပြစ်ကြောင့်သူဟာအပြစ်မရှိဘူးသူဟာတန်ရှင်းဖြောင့်မတ်တဲ့ဘုရားဖြစ်တယ်ဒါပေမဲ့သူကငါတို့ကေတင်ဖို့ရန်အတွက်လူစားတိခံယူတယ်ဒါပေမဲ့သူမှာအပြစ်မရှိဘူးအပြစ်မလုပ်ဘူးသူကအပြစ်ကိုမတိတဲ့ဘုရားဖြစ်တယ်တန်ရှင်းဖြောင့်မတ်တဲ့ဘုရားဖြစ်တယ်ဒါပေမဲ့သူကငါတို့ရဲ့အပြစ်ကြောင့်ပဲသူကလဝါကားတိုင်းမှာ
ငါတို့ရဲ့အပြည့်ရဲ့အခကိုသူကလဝါကားတိုင်းမှာတေတဲ့တကြိုပြီးမှထမြောက်ပြီးမှအကုန်အစင်ဆက်ပေးခဲ့ပြီးပါပြီဒီလိုမျိုးပြောနေတာဖြစ်တယ်တကယ်တော့အမှန်ဆိုရင်တော့ငါတို့ဆိုရင်ငါတို့ရဲ့အဖြစ်ကြောင့်ငါတို့ရဲ့အခကိုအဖြစ်အခကိုငရေးမှာငါတို့ကဆက်ရမယ့်သူဖြစ်တယ်ဒါမဲ့သခင်ယေရှုခရစ်တော်ကငါတို့ကိုချစ်တယ်ငါတို့ကိုငရေးကိုမတွားခိုင်းစေခြင်းဘူးငရေးမှာအယံကိုဒုက္ခဆင်းရဲခံရမယ်ဆိုတာသိတယ်တကယ်ကိုကြောက်စရာကောင်းတဲ့နေရာဖြစ်တယ်ဆိုတော့သူကသိတယ်ဒါကြောင့်ငါတို့ကိုကေတင်ဖို့ရန်အတွက်သူကလူသားတွေအပြည့်ကြောင့်လဝါကားတိုင်းပေါ်မှာအကုန်အစင်ငါတို့ရဲ့အပြည့်အခါကိုဆက်ပေးခဲ့ပြီးပါပြီဒီဟာကိုငါတို့ဧဝံဂေလိတရားလို့ဆိုလိုတာဖြစ်တယ်ဒါကြောင့်ဒီဧဝံဂေလိတရားသခင်ယေရှုခရစ်တော်ဟာငါအပြည့်အတွက်တည်ပါလားတကြိုပါလား၃ရက်မြောက်နေ့မှာထမြောက်ခဲ့တဲ့သခင်ယေရှုခရစ်တော်ဖြစ်ပါလားသူကငါ့ရဲ့ကေတင်ပိုင်ရှင်ပဲဆိုပြီးမှငါတို့ဟာဒီဧဝံဂေလိတရားကိုယုံကြည်မယ်ဆိုရင်ယုံကြည်တဲ့ချိန်မှာငါတို့ဟာဆိုရင်ဒီငရေးကနေကေတင်ချင်းရပါတယ်အပြည့်အခငရေးဆိုတဲ့ဘင်းအန်တီရေကနေငရေးကိုတွားရမယ့်ဘင်းအန်တီရေကနေငါတို့ဟာကေတင်ချင်းလွတ်မြောက်ချင်းဖျားခင်ငါတို့ကိုပြုပေးပါတယ်ဆိုတော့ငါတို့နားလည်ရပါတယ်ဒါကတော့တစ်ကြိမ်ယုံကြည်ရင်ထာဝရဖြစ်မှာဖြစ်တယ်ခရစ်တော်ဟာငါရဲ့ပြည့်အခအစားသူငါငရေကိုတွားရမယ့်အစားသူကငါရဲ့ပြည့်ကိုလဝါကားတိုင်းပေါ်မှာအကုန်အစင်ဆက်ပေးခဲ့ပြီးပါပြီဆိုတာကိုငါတို့ယုံကြည်တဲ့ချိန်မှာတစ်ကြိမ်ယုံကြည်ရင်ထာဝရဖြစ်ပါပြီဒီနေ့ယုံကြည်မယ်ဆိုရင်ဒီနေ့ကစပြီးတင်ဟာအတိတ်ကာလကေတချင်းကိုရရှိပြီးသွားပါပြီအပြည့်ရခငရေကနေထာဝရလွတ်မြောက်တဲ့သူဖြစ်သွားပါပြီဆိုပြီးမှပြောပြနေတာဖြစ်တယ်ဒါယုံကြည်တော်အဖြစ်ကျေးဇူးတော်ကြောင့်တာဖြစ်ပါတယ်ဒီယုံကြည်တော်အဖြစ်ပဲကျေးဇူးတော်ကြောင့်တာဖြစ်တယ်ငါတို့တက်လို့ငါတို့တိုးလို့ငါတို့ရဲ့အဆွမ်းစားငါတို့အရင်ကျင့်နိုင်လို့ကောင်းတဲ့အရာလုပ်နိုင်လို့မဟုတ်ဘူးငါတို့မတက်နိုင်တဲ့အခြေအနေမှာငါတို့ရဲ့အပြည့်အခကိုလဝါကားတိုင်းမှာခရစ်တော်ဘုရားကအကုန်အစင်ဆက်ပေးခဲ့တာဖြစ်တယ်ဒီလိုမျိုးပြောတဲ့အချိန်မှာခရစ်တော်ဘုရားကငါတို့ရဲ့အပြည့်အခလို့ပြောတဲ့အချိန်မှာငါတို့လုပ်ခဲ့တဲ့အပြည့်တွေရောအခုလက်ရှိလုပ်နေတဲ့အပြည့်ရောအနာဂတ်မှာငါတို့လုပ်မဲ့အပြည့်တွေအားလုံးရဲ့အခအစားတူကအားလုံးဆက်ပေးခဲ့ပြီးပါပြီငါတို့အပြည့်ကြောင့်ငါတို့ငရေကိုတွားစရာမလိုတော့ဘူးခရစ်တော်ကိုယုံကြည်တဲ့အချိန်မှာငါတို့ကဆိုရင်ငရေကနေလွတ်မြောက်ခြင်းရတယ်အပြည့်အခကိုအပြည့်အခငရေဆိုတဲ့နေရာကိုငါတို့ဆက်စရာမလိုတော့ဘူးငရေကနေလွတ်မြောက်ပြီးတော့တစ်ချိန်ကျရင်ဖျားသခင်နဲ့အတူခရစ်တော်နဲ့အတူထာဝရကောင်းကင်နိုင်ငံမှာငါတို့ကအသက်ရှင်ရမှာဖြစ်တယ်ဒါကိုဖျားသခင်ရဲ့ကျေးဇူးတော်ယုံကြည်တော်အပြင်ကျေးဇူးတော်ကြောင့်တာဖြစ်ပါတယ်လို့ငါတို့ဆိုလိုနေတာဖြစ်တယ်ပြောနေတာဖြစ်ပါတယ်ဒီအပြည့်အခငရေမကေရီချင်းကိုငါတို့နောက်တနည်းနဲ့ပြောရမယ်ဆိုရင်ဖျားသခင်ရဲ့ဖြောင့်မတ်ခြင်းကိုရရှိခြင်းဆိုပြီးမှလည်းပဲပြောလို့ရပါတယ်ပြောရမယ်ဆိုရင်ဒီငါတို့ဟာအပြစ်ရှိတယ်မဖြောင့်မတ်ဘူးငါတို့ဟာအပြစ်ရှိတယ်မဖြောင့်မတ်ဘူးတန်ရှင်းဖြောင့်မတ်တဲ့အပြစ်လုံးဝမှမရှိတဲ့အပြစ်တစ်စက်မှမရှိတဲ့ဟိုကောင်းကင်နိုင်ငံမှာကောင်းကင်ဘုံမှာအသက်ရှင်တဲ့ဖျားသခင်နဲ့အတူငါတို့အတူနေလို့မရဘူးငါတို့ကအပြစ်ရှိလို့ဒါပေမဲ့ငါတို့ကခရစ်တော်ကိုမိမိရဲ့ကေတင်ပိုင်ရှင်ခရစ်တော်ကငါအပြည့်အကြောင်းတည်တဲ့ကြိုးရဲ့ထားမြောက်တယ်သူကငါရဲ့ကေတင်ပိုင်ရှင်ပဲလို့ငါတို့ယုံကြည်တဲ့တစ်ချိန်မှာဖျားသခင်ကငါတို့ကိုဘယ်လိုမျိုးပြုပေးတယ်လဲလို့ပြောတဲ့အချိန်မှာသူ့ရဲ့ရှေ့မှာဖျားသခင်ရဲ့ရှေ့မှာငါတို့ဒီနေ့ကစပြီးတင်ဟာခရစ်တော်ကိုယုံကြည်လိုက်တဲ့အတွက်ကြောင့်ဖျားသခင်ရဲ့ရှေ့မှာဖြောင့်မတ်ပါပြီအပြစ်မရှိတဲ့သူတန်ရှင်းတဲ့သူဖြောင့်မတ်တဲ့သူဖြစ်သွားပါပြီဆိုရင်မှငါတို့ကိုမတ်ပေးပါတယ်ဒါကိုဖျားခင်ဖြောင့်မတ်ခြင်းကိုရရှိပါတယ်ဆိုပြီးမှပြောနေတာဖြစ်တယ်ဒါကြောင့်ငါတို့ဟာဆိုရင်ဖျားခင်နဲ့အတူနေလို့ရတာဖြစ်တယ်ဒါကတော့ငါတို့ကျင့်လို့မဟုတ်ဘူးငါတို့ကဒီဖျားခင်ကဲ့သို့ဖြောင့်မတ်အောင်အပြစ်တစ်စက်မှမလုပ်ပဲအသက်ရှင်နိုင်အောင်ငါတို့မလုပ်နိုင်ဘူးငါတို့ကအပြစ်ပဲလုပ်မှာဖြစ်တယ်ဒါကြောင့်ခရစ်တော်ကိုယုံကြည်မှပဲဖျားခင်ရဲ့ရှေ့မှာဖျားခင်မတ်ပေးမှပဲဖျားခင်ရဲ့ဖြောင့်မတ်ခြင်းကိုငါတို့ရမှာဖြစ်တယ်ငါတို့အကျင့်အဖြစ်ဘယ်တော့မှဖျားခင်ရဲ့နီးတူငါတို့တန်ရှင်းဖြောင့်မတ်အောင်အသက်ရှင်နိုင်မှာမဟုတ်ဘူးဒါကြောင့်ငါတို့ခရစ်တော်ကိုယုံကြည်ဖို့လိုတာဖြစ်တယ်ဆိုပြီးမှပြောပြနေတာဖြစ်တယ်ဒ
ဒီဒါကတော့ဒီအတိတ်ကာလကယ်တင်ခြင်းငါတို့ခရစ်တော်ကိုယုံကြည်လိုက်တဲ့အချိန်မှာအဲ့အချိန်မှာငါတို့ကအပြည့်ရခငရေကနေထာဝရလွတ်မြောက်သွားပါပြီတကြင်ယုံကြည်ထာဝရဖြစ်သွားပါပြီဆက်ခါအမြဲတမ်းယုံကြည်စရာမလိုဘူးဒီအပြည့်ရခငရေကနေလွတ်မြောက်ဖို့ရန်အတွက်ခရစ်တော်ကိုတကြင်ယုံကြည်ရင်ထာဝရဖြစ်သွားပါပြီဆိုတော့ငါတို့နားလည်ရမှာပါဒီတကြင်ယုံကြည်ရင်ထာဝရဖြစ်မယ်ဆိုတဲ့အကြောင်းအရာငါတို့ဒီနောက်အချိန်ရမယ်ဆိုရင်ဆက်လက်ပြီးတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှဆက်လက်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်ဒီငါတို့ဒီအေဖက်ဩဝါဒစာအခန်းကြီးနဲ့အပိုင်ငယ်၈နဲ့9ကိုကြည့်ပြီးမှဒီကေတင်ချင်းနဲ့ပတ်သက်ပြီးမှပိုးပြီးမှနားလည်တော့အောင်လို့ကြည့်ကြပါစို့ယုံကြည်တော်အဖြစ်ခြေဆုတော်ကြောင့်ကေတင်ချင်းတို့ရောက်ရ၏ယုံကြည်တော်အဖြစ်ပဲဘု து ယုံကြည်တာလေခရစ်တော်သခင်ရှုခရစ်ကိုမိမိရဲ့ကေတင်ပိုင်ရှင်လို့ယုံကြည်ခြင်းအဖြစ်ပဲခြေဆုတော်ကြောင့်ကေတင်ချင်းတို့ရောက်တာဖြစ်တယ်ကိုအလိုအလျောက်ရောက်တာမဟုတ်ဘူးဖျားခင်တနာတော်မူရာဖြစ်သည်အပိုင်ငယ်ကိုကုသိုလ်ကြောင့်ကေတင်တော်မူခြင်းတော်ရောက်သည်မဟုတ်တို့ဖြစ်အဘေသူမြောက်ဝါကြွားเสียအခွင့်မရှိဒီအဖြစ်ရခငရေကနေကေတင်ချင်းရဖို့ရန်အတွက်ငါတို့လုံးမဟုတ်ဘူးငါတို့ရဲ့ကုသိုလ်ကြောင့်လည်းမဟုတ်ဘူးငါတို့ရဲ့အချင်းကြောင့်လည်းမဟုတ်ဘူးဖျားခင်တနာလို့ခရစ်တော်ကိုယုံကြည်တဲ့အချိန်မှာခရစ်တော်ကိုယုံကြည်ခြင်းတက်နေပဲငါတို့ကိုကေတင်ချင်းပေးတာဖြစ်တယ်ဒါကြောင့်ဖျားခင်ရဲ့ကျေးဇူးတော်ဖြစ်တယ်ဆိုပြီးမှငါတို့ကိုပြောပြနေတာတွေ့ရတယ်ဒီမှာအပိုင်ငယ်၈မှာယုံကြည်သောအပြင်ကျေးဇူးတော်ကြောင့်ကေတင်ချင်းတို့ရောက်ရ၏ဒီမှာကေတင်ချင်းတို့ရောက်ရ၏ဆိုမှရေးထားတာတွေ့ရတယ်ဒီကေတင်ချင်းကအတိတ်ဆိုတာဘယ်လိုမျိုးနဲ့ထင်ရှားမလဲဆိုတာကိုဒီမြန်မာဘာသာစကားမှာတော့တိတ်မထင်ရှားဘူးဒီကေတင်ချင်းတို့ရောက်ရ၏လို့ပြောတဲ့အချိန်မှာဒီမှာဒီပိစုပန်ကာလလိုမျိုးရေးထားတာတွေ့ရတယ်ဒါကတော့မြန်မာဘာသာစကားရဲ့အားနည်းချက်တစ်ခုပေါ့နော်ဒါပေမဲ့ဒီတခြားအင်္ဂလိပ်ဘာသာစကားမှာဆိုရင်တော့သူတို့ကဆိုရင်တကယ်သူတို့ရဲ့ဘာသာစကားဟာတကယ်ကိုခင်မီတယ်တကယ်ကိုတိုးတက်တဲ့အတွက်ကြောင့်သူတို့မှာက tense ဆိုတာရှိတယ်သူတို့ရဲ့ဘာသာစကားမှာငါတို့အပိုင်ငယ်၈ကိုကြည့်တဲ့အချိန်မှာ For by grace you have been saved through faith ဒီမှာအနီနဲ့ပြထားတာကိုကြည့်အောင် have been saved ဆိုတာဒီကေတင်ချင်းရောက်ပြီးပါပြီ through faith ယုံကြည်ခြင်းအဖြစ် through faith ငါတို့ခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်ပဲကျေးဇူးတော်ကြောင့်ပဲကေတင်ချင်းတို့ရောက်ပြီးပါပြီရောက်ခဲ့ပြီးပါပြီဆိုရင်မှပြောပြနေတာတွေ့ရပါတယ်ဒီအင်္ဂလိပ်စာမှာတော့ have been saved ဆိုတာကဒီtense မှာဒီ present perfect tense ဖြစ်တယ်ဒါကဒီအတိတ်တစ်ချိန်မှာသူကပြုလုပ်ခဲ့ပြီးမှပြီးသွားတဲ့အရာအတိတ်တစ်ချိန်မှာပြုလုပ်ခဲ့ပြီးမှယခုလက်ရှိအချိန်ထိအကျိုးတက်ရောက်နေတဲ့အကြောင်းအရာမှာရေးတဲ့အချိန်မှာဒီ present perfect tense ကိုတုံးတာဖြစ်တယ်ပြောရမယ်ဆိုရင်တော့အတိတ်တစ်ချိန်မှာလုပ်ခဲ့ပြီးတော့မှယခုလက်ရှိအချိန်ထိထာဝရအထိအကျိုးတက်ရောက်နေတဲ့အကြောင်းမှာဒီ present perfect tense ကိုတုံးတာဖြစ်တယ်ဒါကြောင့်ဒီငါတို့ဟာဆိုရင်ခရစ်တော်ကိုမိမိရဲ့ကေတင်ပိုင်ရှင်လို့ယုံကြည်တဲ့အချိန်မှာကေတင်ချင်းတို့ရောက်ပြီးပါပြီထာဝရဖြစ်သွားပါပြီအမျိုးပြောပြနေတာဖြစ်တယ်ငါတို့အတိတ်တစ်ချိန်မှာခရစ်တော်ကိုယုံကြည်လိုက်တယ်ဆိုပါဆိုအဲ့အချိန်မှာငါတို့ကေတင်ချင်းရပြီးသွားပါပြီထာဝရဖြစ်သွားပါပြီဆိုတဲ့အမျိုးရင်းနှီးနေရေးထားတာဖြစ်တယ်ဒါကြောင့်ဒီအပြည့်ရခငရေကနေကေတင်ချင်းဆိုတာကဒီခရစ်တော်ကိုမိမိရဲ့ကေတင်ပိုင်ရှင်ငါမတတ်နိုင်ဘူးငရေကနေလွတ်မြောက်ဖို့ခရစ်တော်ငါအပြည့်အတွက်တည်တဲ့ကြိုးနဲ့ထမြောက်တယ်ဆိုတော့ငါယုံကြည်မယ်သခင်ရှုခရစ်တော်နဲ့သူပြုခဲ့တဲ့အမှုကိုငါယုံကြည်မယ်ယုံကြည်အမျိုးယုံကြည်လိုက်တဲ့အချိန်မှာကေတင်ချင်းရတော့ပါပြီရောက်ပြီးသွားပါပြီဖျားခင်ရှေ့မှာဖြောင့်မတ်ခြင်းရပြီးသွားပါပြီကေတင်ချင်းခံရပြီးပါပြီဒါထာဝရဖြစ်သွားပါပြီဆိုရင်မှပြောပြနေတာဖြစ်တယ်မီဒီယာအကြောင်းကြောင့်နဲ့မှကေတင်ချင်းမရဘူးဆိုတာမဖြစ်သွားပါဘူးထာဝရဖြစ်သွားပါပြီဆိုရင်မှငါတို့ကိုပြောပြနေတာဖြစ်တယ်ငါတို့ဒီအကြောင်းအရာကိုပိုပြီးမှနားလည်ဖို့ရန်အတွက်ဒီကြံချက်အနည်းငယ်စုပေးထားတာဖတ်ကြည့်အောင်တိတုဩဝါဒစာအခန်းကြီး3အပိုင်ငယ်9ကိုဖတ်ရအောင်ငါတို့ကျင့်သောဖြောင့်မတ်ခြင်းအကျင့်အဖြစ်မဟုတ်ဘဲမိမိတနာခြင်းဂယုဏတော်နှင့်အညီ
ဒုတိယမွေးခြင်းနှင့်ဆိုင်သောဆေးကျိုးခြင်းအပြင်၎င်းတန်ရှင်သောဝိညာဉ်တော်၏အတိပြုပြင်ခြင်းအပြင်၎င်းငါတို့ကိုကယ်တင်တော်မူ၏ဒီမှာအပိုင်ငယ်ငါမှာငါတို့ကျင့်သောဖြောင့်မတ်ခြင်းအကျင့်အဖြစ်မဟုတ်ဘဲနဲ့ဖျားခင်ရဲ့တနာတော်ဂရုဏာအဖြစ်ငါတို့ကိုဒုတိယမွေးခြင်းနဲ့ဆိုင်တဲ့ဆေးကျိုးခြင်းအဖြစ်တန်ရှင်သောဝိညာဉ်တော်၏အတိပြုပြင်ခြင်းအဖြစ်ငါတို့ကိုကယ်တင်ခြင်းပေးထားတာဖြစ်တယ်ဆိုရင်မှပြောပြနေတာဖြစ်တယ်ငါတို့အကျင့်အဖြစ်မဟုတ်ဘူးငါတို့ခရစ်တော်ကိုယုံကြည်လိုက်တဲ့အချိန်မှာတန်ရှင်သောဝိညာဉ်တော်ရဲ့ဒုတိယမွေးခြင်းအဖြစ်ငါတို့ဟာကယ်တင်ခြင်းရတာဖြစ်တယ်ဆိုရင်မှပြောပြနေတာဖြစ်တယ်ဒီပြောတဲ့အချိန်မှာဒီငါတို့ကိုကယ်တင်တော်မူ၏လို့ပြောတဲ့အချိန်မှာဒီမှာလည်းတိတ်မထင်ရှားဘူးဒါပေမဲ့အင်္ဂလိပ်လိုမှာကြည့်တဲ့အချိန်မှာဒီအနီနဲ့ပြထားတာကိုပဲဖတ်ပြပါမယ် He saved us သူကကျွန်တော်တို့ကယ်တင်ခဲ့တယ်တဲ့ through the washing of regeneration and renewing by the Holy Spirit ဒီမှာတော့ဒီအဓိကတော့ဒီငါတို့ကိုကယ်တင်တော်မူ၏ဆိုတဲ့အရာကိုပဲကြည်တာဖြစ်တယ် He saved us save ဒီမှာ past tense နဲ့ရေးထားတွေ့ရတယ်ဒီအတိတ်မှာပြုခဲ့တဲ့အကြောင်းအရာလုံးဝပြီးသွားတဲ့အကြောင်းနဲ့ရေးထားတွေ့ရတယ်ငါတို့ကိုကယ်တင်တော်မူ၏ငါတို့ကိုသူကကယ်တင်ခဲ့ပြီးပါပြီဆိုတဲ့အကြောင်းနဲ့ရေးထားတွေ့ရပါတယ်ဒါကြောင့်ဒီအတိတ်ကာလကယ်တင်ခြင်းဆိုတာခရစ်တော်ကိုယုံကြည်တဲ့တစ်ချိန်မှာငါတို့ကိုတကယ်ပဲကယ်တင်ခဲ့တယ်တကယ်ပဲကယ်တင်ခဲ့ပြီးတယ်ဆိုတဲ့အကြောင်းနဲ့ရေးထားတာဖြစ်တယ်ငါတို့အတိတ်တစ်ချိန်မှာခရစ်တော်ကိုယုံကြည်လိုက်မယ်ဆိုရင်အဲ့ချိန်မှာငါတို့ကယ်တင်ခြင်းရပြီးသွားပြီထာဝရဖြစ်သွားပြီဆိုတဲ့အကြောင်းအရာနဲ့ပြောပြချင်တာဖြစ်ပါတယ်ဒီအတိတ်ကာလကယ်တင်ခြင်းဒီအပိယခငရေကနေကယ်တင်ခြင်းအကြောင်းအရာကိုဖျားခင်ရဲ့ဖြောင့်မတ်ခြင်းကိုရရှိတဲ့အကြောင်းအရာကိုငါတို့ဒီယောမဩဝါဒစာအခန်းကြီး1ကနေအခန်းကြီး9အထိငါတို့ဒီရှင်းရှင်းလင်းလင်းကိုဒီအသေးစိတ်ငါတို့တွေ့ရမှာဖြစ်တယ်ဒီဒါတော့ငါတို့နောက်အချိန်ရမယ်ဆိုရင်ငါတို့လေ့လာကြည့်ကြမှာဖြစ်တယ်ဒီနေ့မှာတော့ဒီအတိတ်ကာလကယ်တင်ခြင်းဆိုတာဒီအပိယခငရေကနေကယ်တင်ခြင်းကိုဆိုလိုပါတယ်ဒီသခင်ယေရှုခရစ်တော်ကိုတစ်ကြိမ်ယုံကြည်လိုက်တဲ့အချိန်မှာထာဝရဖြစ်သွားပါပြီဒါဟာဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပဲဖြစ်တယ်ငါတို့အဖြစ်မဟုတ်ဘူးတနည်းအားဖြင့်ပြောရမယ်ဆိုရင်ဘုရားခင်ရှေ့မှာဖြောင့်မတ်ခြင်းရရှိတယ်လို့လည်းပဲငါတို့ပြောလို့ရပါတယ်ဆိုတော့ငါတို့ဒီကျမ်းချမ်းနဲ့ဒီတမန်ကျမ်းစာနဲ့ငါတို့ချိန်ထိုးပြီးမှလေ့လာခဲ့ကြတာဖြစ်ပါတယ်ဒီနေ့မှာတော့ဒီလောက်နဲ့နားပြီးတော့မနေ့ပြန်ဆက်လက်ပြီးမှဘုရားခင်အချိန်ပေးနေမယ်ဆိုရင်ဒီနောက်ဒီပိဿုပန်ကာလကယ်တင်ခြင်းအနာဂတ်ကာလကယ်တင်ခြင်းဆိုတဲ့အကြောင်းအရာနဲ့လည်းပဲဆက်လက်ပြီးမှငါတို့လေ့လာကြည့်ကြမှာလေ့လာတွားကြမှာဖြစ်ပါတယ်ဒီနေ့မှာတော့ဒီလောက်နဲ့ပဲနားပါမယ်သခင်ယေရှုခရစ်နဲ့ငါတို့အပတီးဟူသောအဖခမေတော်ဖျားသခင်အထံတော်ကကျေးဇူးတော်နဲ့ငြိမ်သက်ခြင်းသည်တင်တို့၌ရှိပါစေတော့အာမင်